မိတ်ကပ်မပါရင်မလာတဲ့သူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးဝန်ခံလိုက်တဲ့ဝင်းမုံရွှေကြီးသူမရဲ့မျက်နှာကမိတ်ကပ်ပါမှလှပြီးတော့မိတ်ကပ်မပါရင်မလာကြောင်းပြောလာသူကတော့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးဝင်းမုံရွှေကြီးပါတကယ်ဆိုရင်မင်းသမီးဝင်းမုံရွှေကြီးဟာဆိုရင်အနုပညာလောကထဲမှာနှစ်သမီးလေးတယောက်လိုမျိုးအလှပဆုံးမင်းသမီးလေးအဖြစ်တင်စားခံထားရပါတယ်ဝင်းမုံရွှေရဲ့မျက်နှာလေးနဲ့အတူအသားရည်လေးကလည်းဖြူစင်ကြည်လင်နေတယ်လို့ခန္ဓာကိုယ်လေးကလည်းတွယ်လျက်လှပနေပြီးတော့တကယ်အယုံမလေးလိုချစ်စရာကောင်းတဲ့သူလေးဖြစ်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာအပြစ်ပြောစရာတစ်ခုမှမရှိအောင်ပြမျိုးမဲမတင်လှပတဲ့မင်းသမီးတစ်ပါးအဖြစ်တင်စားခံထားရပါတယ်။ဒါပေမဲ့ဒီရက်ပိုင်းမှာ Facebook ဆက်လေးသမီးစိုးကဝင်းမုံရွှေကမိတ်ကပ်ကြောင့်သာလှနေရဖြစ်ပြီးမိတ်ကပ်သားမရှိရင်တရုတ်အဖွားအုံနဲ့တူနေရလို့ပြောလိုက်ပါတယ်။သမီးစိုးကဝင်းမုံရွှေရချစ်စရာကောင်းပေမဲ့လှတဲ့အထဲတော့မပါကြောင်းမိတ်ကပ်သားမရှိရင်တရုတ်အဖွားအုံပုံစံပေါက်နေပြီလို့ဆိုပါတယ်။သမီးစိုးကဒီလိုပြောတဲ့ပုံမှာဝင်းမုံရွှေရဲ့အမာခံပရိသတ်တွေကသဘောမကျကြပါဘူး။ဒါပေမဲ့ဝင်းမုံရွှေကတော့သူမကမိတ်ကပ်မပါရင်မလာကြောင်းတွဲဝိုက်တဲ့နီးနဲ့ဝန်ခံလိုက်ပါတယ်။ပရိသတ်တယောက်ကဝင်းမုံရွှေကမိတ်ကပ်မပါတဲ့ဓာတ်ပုံအောက်မှာဝင်းမုံရွှေဟာလက်ထပ်လိုက်ပြီးအရင်ကလောက်မချောတော့ကြောင်းပြောခဲ့ပါတယ်။ဒီအခါမှာဝင်းမုံရွှေကသူမကအိယာထကစားမိတ်ကပ်မလိန်ထားတဲ့အချိန်ဖြစ်လို့မချောတာပါလို့ပြောခဲ့ပါတယ်။ဒါကြောင့်လူတွေကဝင်းမုံရွှေဟာမိတ်ကပ်မပါရင်မလှတာကိုဝန်ခံတယ်လို့ပြောကြပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝင်းမုံရွှေဟာမိတ်ကပ်မပါရင်မလှဘူးဆိုတာဟုတ်ရဲ့လားပြောသွားခဲ့ပါဦးနော်။